သေဆုံးချိန်မှာတောင်မှတခြားရေနေသတ္တဝါတွေကိုကူညီပေးသွားတတ်တဲ့ဝေလငါးကြီးတွေဝေလငါးကြီးတွေဆိုတာကပင်လယ်ပြင်ရဲ့အကြီးဆုံးသတ္တဝါတွေထဲကတစ်ကောင်ပဲဖြစ်ပါတယ်။အဲဒီဝေလငါးကြီးတွေသေဆုံးသွားတဲ့အချိန်ကျရင်ဘာတွေဆက်ဖြစ်တတ်လဲဆိုတော့ပရိသတ်ကြီးတို့သိကြပါသလား။ဝေလငါးကြီးတွေကသူတို့သေဆုံးမဲ့အချိန်ကိုကြိုသိတတ်တယ်လို့ဆိုပါတယ်။ဒါကြောင့်ပဲသူတို့တွေကအချိန်ကျလာပြီဆိုရင်နေထိုင်တဲ့နေရာနဲ့ကီလိုမီတာရာချီဝေးတဲ့နေရာတွေကိုကူးသွားပြီးတော့နောက်ဆုံးလက်ကျန်ခွန်အားနဲ့ပင်လယ်ရေအောက်ကိုတက်နိုင်တဲ့မြဝေးဝေးငုပ်ပါတယ်။ပြီးရင်တော့သူတို့ရဲ့အသားတွေကိုငမန်းနေနဲ့တခြားငါးတွေကစားသုံးပါတယ်။ရက်တော်အကြာမှာတော့အယိုးမှာကက်နေတဲ့အသားစားလေးတွေကိုတီကောင်အသေးလေးတွေကလာစားပါတယ်။နောက်ပြီးတော့ဇွန်ဘီတီကောင်မျိုးစိတ်ကအယိုးထဲမှာရှိတဲ့အဆီနဲ့ပရိုတင်းတွေထွက်လာအောင်အက်ဆစ်တစ်မျိုးကိုထုတ်ပေးပါတယ်။အဲ့ဒီအဆီနဲ့ပရိုတင်းကိုတော့ဇွန်ဘီတီကောင်တွေနဲ့အတူတူနေထိုင်တဲ့ဘက်တီးရီးယားလေးတွေကစားသုံးပါတယ်။နောက်ဆုံးအယိုးတွေပဲကျန်ခဲ့တဲ့အချိန်မှာတော့တဖြည်းဖြည်းအမုံဖြစ်လာပြီးရေထဲမှာပေါက်တဲ့အပင်တွေအတွက်အာဟာရဓာတ်ကို200လောက်ဆက်ပေးပါတယ်။ဒါကြောင့်ပဲဝေလငါးတွေကသူတို့သေဆုံးချိန်မှာရေနေမျိုးစိတ်43မျိုးနဲ့ရေအောက်မှာနေထိုင်တဲ့သက်ရှိ12490လောက်ကိုအကျိုးပြုသွားပေးသေးတယ်လို့ဆိုကြတာပဲဖြစ်ပါတယ်ရှင်။